Hello Hello မိုးခေတ်ကပါရှင်။ကဲဒီနေ့မှာကတော့ဘဲတော့တဲ့သွားလို့ရတဲ့ပြီးတော့မီးမလို့တဲ့နေရာနဲ့တဲ့သွားလို့ရပါတယ်နော်။ဒီကောင်လေးကတော့ဘေးပေါ်ကနေထွက်ရှိထားတဲ့လက်ဖိတ်ချိတ်ဆက်လေးဖြစ်ပါတယ်ရှင်။ကာလာအပစ်ဆိုလို့ရှိရင်လည်း2ရောင်အောင်ရမှာနော်။ဒီကောင်လေးရဲ့အားသာချက်ကကြတော့ဒီကဓာတ်သားလေးတွေကလည်း9လက်တောင်ပါပါရှင်။ဘယ်လိုလေးသုံးပြရမလဲဆိုတော့ဒီမှာခလုတ်လေးပါပါတယ်နော်ဒီခလုတ်လေးဟိုဘက်လေးတွန်းလိုက်ပြီးတော့ဒီဟာလေးထွက်လာမယ်နော်။ကဲထွက်လာပြီးတော့ဒီလိုလေးလက်လေးနဲ့ပဲချိတ်ပေးရမှာဖြစ်ပါရှင်။ရမ်းကိုအဆင်ပြေရလေးပေါ့နော်အသားရလည်းကျိတ်လို့ရတယ်အသေးလည်းကျိတ်လို့ရတယ်ချက်သွင်းချက်သွင်းမျိုးလည်းကျိတ်လို့ရပါရှင်ကဲပြန်ပြမယ်ဆိုလို့ရှိရင်လည်းဒီလိုလေးပေါ့နော်ဒီဘက်လေးကိုပိတ်လိုက်ရုံနဲ့ကဲဘယ်တော့တောင်ဆင်ပြေလိုက်လဲကဲအရန်ကိုဒီတဲ့ဟာလေးပါရှင်ဒီနှငါးပြီးဆိုလို့ရှိရင်လည်းအရန်ကိုတန်ပါတယ်ရှင်ဒီကောင်လေးကိုမာယူနေဆိုလို့ရှိရင်လည်းဒီတော့ချက်ပေါက်ကနေမာယူနေလို့ဘိုင်ဘာနံပါတ်3943လုံး19500ရဲ့39ခု9 48ခုတစ်ကနေလေမာယူနေပါရှင်ငကားသမားတွေမြင်မြင်လာရင်မှရမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒါရတော့လေးဖြစ်ပါရှင်